မင်္ဂလာပါရှင်ကျမတို့အခြေခံတရုတ်စကားပြောအတွက်အာမခံတယ်လို့ပြောချင်ရင်ပေါကျင့်ဆိုပြီးတော့သုံးလို့ရပါတယ်အဲ့တော့ကျမကဒီမှာရေးထားတယ်ငါမနက်ဖြန်8နာရီလာမယ်လို့အာမခံတယ်ဒါဆိုရင်ကျမတို့ကဝကိုကအာမခံတယ်ဆိုတော့ပေါကျင့်ကိုဘာကိုအာမခံတာလဲဒါလေးကိုဆက်ရေးမှာနော်我保证明天မနက်ဖြန်8点8နာရီ明天8点来8နာရီလာမယ်လို့အာမခံတယ်အဲ့တော့ကျမတို့တွေကဆက်ပြီးတော့မှရေးပါမယ်ငါတဲ့ product ရဲ့အရေးအသွေးကိုအာမခံတယ်ကိုဒီပစ္စည်းတစ်ခုခုရောင်းချရတယ်ဒီထုတ်ကုန်ရဲ့အရေးအသွေးကိုအာမခံတယ်လို့ပြောချင်ရင်我保证အာမခံတယ်ထုတ်ကုန်ကိုကျမတို့ရေးတဲ့အခါမှာ产品的质量ဒီအရေးအသွေးကိုသုံးတာနော်我保证产品的质量ရမယ်နော်ငါအာမမခံနိုင်ဘူးဆိုရင်我不能保证အဲ့တော့ကျမတို့တွေကကိုဒီဘာတွေကိုအာမခံလဲဒီပေါကျင့်ရဲ့အနောက်မှာကိုအာမခံတဲ့အကြောင်းအရာလေးတွေကိုလွယ်လွယ်ကူကူပဲရေးသွားလို့ရတယ်เนาะ